သွားရတဲ့ခီးစဉ်တွေကတော့မျိုးမျိုးပါပဲတခါတော့လေဟိုရွှေဘိုသူကဟောပြောပွဲဖိတ်တော့အဲ့ဒီနားမှာလှတော့ဆိုတဲ့ရွာရှိတယ်73မိုင်ဝေးတယ်ကျွန်တော်ကညနေပိုင်းအားလို့ရွှေဘွားလူတွေကိုပြောတယ်ကျွန်တော်တို့လှတော့လိုက်ပို့ပါလားလို့ဆရာကြီးကဘာလို့ချင်လို့လဲတဲ့ဟောလှတော့သားတွေနဲ့စကားပြောကြည့်ချင်လို့ပါအဲ့လှတော့သားတွေကစကားပြောလို့ရှိရင်အလင်္ကာတွေနဲ့ပြောတယ်ရိုးရိုးမပြောဒီဥပမာအလင်္ကာနှိုင်းရှင်ပြတယ်ဝင်ကဝုဒ္ဓအလင်္ကာတဲ့မပြောတကွက်ကျော်သွယ်ကာဝိုက်ခါပြောတယ်အတိတ်တရားဝုဒ္ဓအလင်္ကာအကြီးကျယ်ကြီးတွေချက်ကားပြောတယ်မြမစာဂုံတူးရတဲ့ကလေးတွေသိမှာပေါ့မြမစာဂုံတူးမရလည်းသိကြမှာပါပဲကျွန်တော်ကတက္ကသိုလ်မှာမြမစာနဲ့ပွဲရတာအဲ့တော့ကျွန်တော်ကအဲ့ဒါတွေသိတယ်ဒီလာတော်သားတွေကဘယ်သွားပြီးသင်လို့တက်ပြီးသိနေတာတော့ကျွန်တော်စိတ်ထဲမှာတန်တရားရှိပါတယ်ဟုတ်ရောဟုတ်လို့လားလိုက်ပို့ပါတယ်ဟိုလူတွေကကျွန်တော်လာတော်သားတွေနဲ့အရှင်လက်တွေ့ပြီးမေးမယ်ရောက်ပြီးလမ်းဆောင်မှာကျွန်တော်တို့ဘင်္ဂါကလေးကိုရက်တော့လာတော်သားကရွှေဘိုစာပေဥက္ကဋ္ဌကလာတော်သားသူကလမ်းမြင်တယ်ဟုတ်ရှိမှာစူပါကတ်ဆိုင်ကလေးနဲ့ကိုကျော်မြင့်လောင်းလမ်းခေါ်တယ်ကိုကျော်မြင့်ဆိုတဲ့လာတော်သားဆိုင်ကလေးစီးပြီးတော့ကျွန်တော်ထိုင်နေတဲ့ကာပရင်ဘေးမှာရက်ရွှေဘိုသားပြောတယ်ဒီမှာကွရန်ကုန်ကလာတဲ့စာရေးဆရာကြီးတွေမင်းတို့လှတော်သားနဲ့စကားပြောကြည့်ချင်လို့အဲ့လိုလဲပြောလိုက်ရောကိုကျော်မြင့်ဆိုတဲ့လှတော်သားကျွန်တော်ကြည့်ပြီးတော့ပြောပါတယ်ရပါတယ်ဆရာကြီးတို့ကျွန်တော်တို့နဲ့တွေ့ရင်တော့သွားဆရာဝန်နဲ့တွေ့သလိုပါပဲဘာမှန်းကိုမသိလှတော်သားဗျတဲ့မပြောဘူးလေဝင်ကဝုဒ္ဓိနဲ့ပြောတယ်ဘာဖြစ်လို့တော့လို့ကျွန်တော်မေးရတယ်သူတို့လှတော်သားချင်းအဲ့လိုမေးမရှုံးဘူးသူကွက်ချော်ပြောတာမလိုက်နိုင်လို့ရှုံးတယ်ရှုံးရင်ရှုံးမတတ်နိုင်ကိုမှမသိရဘူးကျွန်တော်တော့ဘာဖြစ်လို့တော့မေးဆရာကြီးစဉ်းစားကြည့်လေသွားဆရာဝန်နဲ့တွေ့ပါဇက်ကိုဖျဲမပြရဘူးလားဩပြရတာပေါ့ဒါမှသွားမြင်ကုလို့ရမှာပေါ့ကျွန်တော်တို့နဲ့တွေ့ရင်လည်းကျွန်တော်တို့ကစကားပြောတဲ့ထဲမှာရည်စရာတွေပိုင်ဆရာကြီးကရည်အောင်မှာရည်ရင်ပါဇက်ကိုဖျဲပြသွားဆရာဝန်နဲ့တွေ့သလိုပါပဲ30လောက်ကြော်တာဗျာကျွန်တော်ပဲလိုက်နိုင်မလို့စာရေးဆရာမမီဘူးသူညံကိုတို့ကျွန်တော်သဘောကျတယ်ဟာလာတော့သာစစ်တယ်ကွာတွေ့နေပြီဟဲ့သူ့ကိုကျွန်တော်မိတ်ဆက်ပေးတယ်ဟိုမော်တော်ကားရှေ့ကမ်းမှာထိုင်နေတာစာရေးဆရာကြီးဤကြကွေးပဲလို့အဲ့လိုလဲမိတ်ဆက်ရောဗျာလာတော့သာချက်ချင်းထွက်လာဟာဆရာကြီးနာမည်လည်းကောင်းလိုက်လားမနဲ့လင်းလို့လက်ဖိတ်ဆိုင်သွားမုံဘိုးမကုံတော့ကိုယ်နာမည်နဲ့ကိုတို့မြည်လိုက်ုံနဲ့နိုင်ငံကျော်ဟာသစာရေးဆရာဤကြကွေးလှုပ်တော့မလှုပ်လိုက်နိုင်ငုတ်တုတ်ပဲနော်ကိုကြီးခံရပြီလားကွာခံရရတယ်ကွာအေးကိုရတာလို့ခံရတာသဘောကျတယ်ဗျာလာပါဗျာလက်ဖိတ်ဆိုင်သွားပြီးတော့စကားပြောရအောင်လက်ဖိတ်တော်ရင်စကားပြောကြလှတော်သား6ယောက်နဲ့ကျွန်တော်တို့စာရေးဆရာ3ယောက်နဲ့တကယ်တော့သူတို့ပြောတာပါကျွန်တော်တို့ကနားပဲထောင်နေရတယ်သူတို့ပြောတဲ့စကားလေးတွေနားထောင်ကြည့်ပါစပိန်တာယာပါလိုက်ပုံမြန်တဲ့စပိန်ညှက်ဆိုင်ရှေ့တုံဖြတ်မစီးရဘူးတဲ့ဩဘာဖြစ်လို့တော့စပိန်ငုတ်တူလေးနဲ့တွေ့ရင်ပေါက်သွားလိမ့်မယ်အဲ့ဒါအတိတ်တရားဝုဒ္ဓိအလင်းကားဗျအကြည့်ကျချက်ပြောအလှမှာကျွေးတဲ့ငချောက်ငံလိုက်ပုံမြန်ဆရာကြီးရေမူးမြက်ကံပြီးမေးတင်နေရတယ်ဩဘာဖြစ်လို့တော့ကျွန်တော်မေးကြည့်နေရတာပဲငချောက်ကငံလုံးအားကြီးတော့ရေတအားငတ်လို့ရေအိုးစင်ခဏခဏမသွားနိုင်တော့ဘူးဆရာကြီးရေမူးမြက်ကံပြီးမေးတင်ပြီးအော်တိုမက်တစ်တောက်နေရ
စကားတခွန်းတည်းနဲ့အလင်္ကာနှမျိုးဖြစ်တယ်ဗျအတိတ်တရားဝုဒ္ဓိအလင်္ကာဖြစ်တယ်ဝင်္ကဝုဒ္ဓိအလင်္ကာဖြစ်တယ်စစ်ကြောင်းကြီး၅ကြောင်းနဲ့မြို့ပေါ်ကအရာရှိကြီးတွေပေါ့ဆရာကြီးဟာမြို့နယ်အုပ်ချုပ်ရေးမှုလုံခြုံရေးမှုလုံခြုံရေးမှုဆိုရဲပေါ့နော်ပညာရေးမှုကျန်းမာရေးမှုစိုက်ပျိုးရေးအရာရှိကျွန်တော်တို့လှတော့ကိုဆင်းလာတယ်ခမနေကင်းတဏှာကြီးလောက်ရောက်လာတော့အတော်စားလာပုံကြပါတယ်တဲ့ကျွန်တော်တို့ကပြောင်းမှုပြုတ်တွေချကြွေးတာစားလိုက်ကြတာဘာကြပြိုင်မှုတ်တာကြနေတာပဲအဲ့ဒါဥပမာအလင်္ကာဗျသူတို့ဥပမာပေးရသိလွယ်တာပဲနော်ခက်ခက်စစ်မဟုတ်ဘူးသူတို့ပတ်ဝန်းကျင်သူတို့မြင်မှုတာလေးနဲ့ပေးလိုက်တာနားထောင်ရတဲ့လူကမျက်စိထဲကိုမြင်ရောက်လာတယ်ဘယ်လိုမျက်စားနေကြမလဲပေါ်လွင်ထင်ရှားတယ်ဗျအောက်ပြေအောက်ရသွားတော့အဲ့ဒါမျက်စိကမဲကွပြောတာနဲ့ငုံကြည့်တော့လှေတံမှန်လေးတွေတန်းစီစိုက်ထားလိုက်တာအလူအိမ်မှာဖနက်တွေချွတ်ထားတာကြာနေတာပဲဥပမာလင်္ကာသူမြင်ဘူးတာလေးနဲ့နိုင်ခိုင်းတာလွယ်လွယ်လေးပဲလှရောသားကခဏောင်းမင်းရိတ်မှာနွားကြောင်ရင်အိတ်လူတယောက်ကဆိုင်ကယ်ပြတ်တော့ခဏောင်းမင်းရိတ်ကိုတွန်းဝင်လာတယ်ဆိုင်ကယ်ကိုပြင်တာပေါ့ဟိုနိုင်ဒီနိုင်ရပြီးထင်းလို့ချောင်းနဲ့နင်းပြီးတော့နှိုးတယ်ထုံမနှိုးပြင်လိုက်နင်းလိုက်နှိုးလိုက်နိုင်ဝက်လောက်ကြတယ်တထုံနဲ့နင်းနေတယ်လှရောသားအိတ်လို့မရထားလာတယ်ပြိုဆရာကြီးနွားစာဆင်းရင်တပုတ်လောက်ရပြီနော်အညာမှာနွားစာဆင်းတာခြေထောက်နဲ့နင်းဆင်းရဆိုင်ကယ်ပြတ်တဲ့ကောင်ဆက်မနှိုးရတော့ပါလှရောသားကစဘာတိုင်သွားပြီးတော့စဘာရောက်နေဒိုင်မှုကငွေရပြေစာမသူများလက်မအတူထိုးလို့မရအောင်ရှုပ်ဆက်ခတ်ချတင်းလှရောသားလှမ်းကြည့်ပြီးတော့လုံမနေပါနဲ့ဆရာကြီးရဲ့တပြက်စီမင်းဆွရိုက်လိုက်ပြီးတာပဲဒီတဲ့ရှုပ်တာတော့မရှိတော့ပါဟောခမရတို့ကလည်းပြောတတ်လိုက်တာနော်လို့ရည်နေရတာပဲရှောက်ကြားတွေပဲပြောတတ်သလားမိန်းမတွေရောမပြောတတ်ဘူးလားကျွန်တော်မေးတော့လှရောသားတယောက်ကပြောရတာပေါ့ဆရာကြီးအားတဲ့ကျွန်တော်မိန်းမနဲ့ရံဖြစ်တော့ကြိတ်မောင်ပြောလိုက်တာတဲ့မင်းငါဘာကောင်မှတ်လဲငါတို့ယောက်ျားဆိုတာလေကားသုံးတစ်ဆင်းလူပြိုဖြစ်တယ်ကွလို့ပြောလိုက်တာတဲ့ကျွန်တော်မိန်းမချက်ချင်းပြန်ပြောတယ်တဲ့ရှင်ရမလေကားသုံးတစ်ဆင်းနေရအောင်မဲတဲ့ကျမတစ်ထစ်မှဆင်းစရာမလိုဘူးအိမ်ပရင်းမောက်ကိုဖွင့်ပြီးလက်ရခေါ်လိုက်ရင်အပြိုဖြစ်တယ်တဲ့ဒါမျိုးသမီးတွေမှတ်ထားဖို့ကောင်းပါလေအဲ့လူကဆက်ပြောသေးတယ်ဗျဆရာကြီးတဲ့ကျွန်တော်မိန်းမအဲ့လိုပြောပြီးတဲ့နေ့ရစပြီးတော့နောက်ဆိုကျွန်တော်တို့လင်မယားနည်းနည်းလောက်စကားများရင်အိမ်သားအကောင်တွေဘယ်မှမသွားတော့ပါဘူးပတင်းပေါက်ကိုစောင့်ကြည့်နေကြမှာခမရတို့နဲ့ပြောရတာလေရီးနေရတာပဲနော်လို့အဲ့လိုပြောတော့လှရောသားတယောက်ကဟုတ်တယ်ဆရာကြီးရဲ့ကျွန်တော်တို့ကကိုချင်းချင်းလည်းအဲ့လိုပြောပြီးတော့ရီးနေတာပဲခမရရီးနေတော့ကျမ်းပါတယ်တဲ့ဆေးရုံဆေးကန်းမသွားရဘူးတဲ့လှရောသားတွေသိတယ်ဗျရဲချင်းသည်စိတ်ဖိစီးမှုကိုရောပါတယ်ကျမ်းမာရေးကိုထောက်ကူဖြစ်တယ်လို့နားလေတယ်အဲ့တော့ကျွန်တော်တို့စီမှာဆရာဝန်တွေပါရောက်လာရင်မပြောဘူးခမရဘယ်ပြောမှလဲကျွန်တော်တို့ကကိုချင်းချင်းပြောပြီးတော့ရီးနေကြသူ့စီဘယ်သူမှမသွားကြဘူးဆရာဝန်တယောက်တော့ရောက်လာတယ်ခမရသူရောက်ပြီး3ရက်လောက်နေတော့လူနာတယောက်ဆေးသွားထိုးတာသေသွားတယ်ခမရဒါမျိုးကတစ်ခါတလေဖြစ်တတ်ပါတယ်တဲ့ကျွန်တော်တို့ကပြဿနာမရှိပါဘူးနောက်9ရက်လောက်နေတော့နောက်တယောက်သွားပြီးဆေးထိုးရပြန်နေဆရာကြီးရဲ့သေတာပဲခမရ2ယောက်လောက်ကလည်းကာယမတော်ရင်ဇက်တိုက်ဖြစ်တတ်ပါတယ်ကျွန်တော်တို့ပြဿနာမလုပ်ပါဘူးတဲ့ဆေးထိုးရမှာတော့နည်းနည်းကြောက်သွားတယ်ဗျာတလားလောက်ရှိတော့တယောက်ကသွားထိုးပြန်နေဆရာကြီးသေတာပါပဲဒါကြလည်းနည်းနည်းများသွားပြီဒါနဲ့ကျွန်တော်တို့အထက်ကိုတိုင်စာပို့လိုက်ရတယ်ဘယ်လိုတိုင်နှုံးဆိုတော့ဒီဆရာဝန်ကို
မြန်မြန်ပြောင်းရင်လည်းပြောင်းပေးပါပြောင်းမပေးနိုင်ရင်လည်းတင်းញိုင်းကုန်းကိုချဲ့ပေးပါဟုတ်တော့ဟုတ်တာပဲလေအဲ့လောက်သေးရင်လည်းချဲ့ဖို့လုံးမကျွန်တော်မေးကြည့်အဲ့ဆရာဝန်ပြောင်းသွားလားဗျာဆိုပြောင်းသွားတယ်ပေါ့ဆရာကြီးဟာတင်းញိုင်းကုန်းချဲ့ရတာခက်တယ်လေတဲ့ကျွန်တော်သူတို့နဲ့ပြောရင်းနဲ့ဘေးပတ်ဝန်းကျင်ကြည့်တော့သစ်ပင်လေးတွေကစိမ့်စိမ့်ဆူဆူလက်ွက်ထဲမှာရေကလေးတွေကဖွေးလို့ဩကျွန်တော်ကလှတော့ဆိုတော့အညာဒေသပူပြင်း6တွေ့မှတ်နေတာအခုမြင်ရတော့ရေပေါ်ပုံရတယ်နော်အဲ့လိုပြောတော့လှတော့သားတွေသဘောကျတယ်သူတို့ရွာကိုချီးမွမ်းတာကိုအဲ့ဒီမှာလှတော့သားတယောက်ကပြောတယ်ဩဆရာကြီးကလည်းရေပေါ်ချက်ကတော့စက်တအုပ်မှာနှစ်ခါရဲ့ရေထွက်တယ်ဆရာရဲ့စက်တောင်ရွေးချယ်မှုရှိတယ်နော်စက်တအုပ်မှာတော့သိသဘောကျတယ်ကျွန်တော်လည်းတော်သားသိတယ်ကြက်ဖကအကောင်ကြီးတယ်ခြေထောက်တုပ်တယ်ရက်တာမတန်ဘူးဒီကောင်ကပုံငေးဒီမော့ကြက်မပဲလိုက်ကြည့်နေတာစက်တအုပ်မှာကကြတော့သားသမီးစောနဲ့ရင်ကလေးကိုဖွင့်ပြီးချတာတင်းတင်းရက်အားတန်နေအဲ့ဒီမှာနှစ်ခါရိုက်ရေထွက်တယ်ထွက်လာတဲ့ရေကလည်းဘာကောင်းတယ်လဲမမင်းနဲ့ဆရာကြီးစပါကလင်မဲတဲ့ချိုးနေတယ်တဲ့သူ့ရွာသူတော့ကြွားတယ်ကျွန်တော်တို့နဲ့တော့နီးပါရဲ့တဲ့ဝက်လက်မြို့10မိုင်လောက်ပဲဝေးတယ်မတူဘူးခမရသူ့ကြရေရှားတယ်တဲ့အဝီစီတွင်းဆိုတဲ့အတိုင်းပဲတဲ့ဟိုးအောက်ဒေဝရငယ်ရိပ်ပုံတူးရတယ်အဝီစီရောက်သွားထွက်လာတဲ့ရေကလည်းဘာငံတယ်လဲမမင်းနဲ့ဆရာကြီးအတုတ်မြုပ်တာရှာထားပြီးတော့ငံပြာရီချက်เสียမလိုဘူးကျွန်တော်ကရီတော့ကျွန်တော်နဲ့တူထိုင်းနေတဲ့ရွှေဘိုသားကလည်းရောနော်ရီတာပေါ့အဲ့ဒါကိုလှတော်သားတယောက်ကသတိထားမိသွားတယ်ဆရာကြီးတဲ့အဲ့ရွှေဘိုသားတွေအကြောင်းပြောရအောင်မဲတဲ့ဟိုလူတွန့်သွားတယ်ဗျကျွန်တော်အားပေးတယ်ပြောပါလို့အဲ့ရွှေဘိုသားတွေကစကိုင်းသွားဘောလုံးကင်ကျွန်တော်တို့လှတော်မော်တော်ကားကြီးနဲ့ဖြတ်သွားတယ်ခင်ဗျည9နာရီ10နာရီကျတော့လှတော်ဖြတ်ပြန်သူတို့ဘောလုံးနိုင်တဲ့နေ့ဆိုရင်ဆရာကြီးတရွာလုံးတယောက်မှအဲ့လိုမရဘူးပွက်ကိုညံနေတာပဲကျွန်တော်တို့ကသိပါပြီတဲ့မေးစရာမလိုပါဘူးဖြေဖို့သားတွေဘောလုံးနိုင်လာပြီကွသူတို့ရှုံးတဲ့ညကြရင်တော့ဆရာကြီးဘယ်ချိန်ပြန်သွားမှန်းကိုမသိလျက်ပါဘူးကျွန်တော်ထင်တယ်တဲ့လှတော့မရောက်ခင်တမိုင်လောက်ကလေးကမော်တော်ကားကြီးကိုထမ်းသွားကြတာထင်တယ်သူတို့မှပြောတတ်တယ်နော်ရွှေဘိုသားမျက်နှာပြတ်သွားတယ်ဗျအဲ့ဒါကိုလှတော်သားတယောက်ကသတိထားမိပြန်တယ်ဒီလူတွေပါတယ်ဗျဆရာကြီးအားတဲ့သူများပြောရတာပဲကျွန်တော်တို့လှတော်အကောင်တွေလည်းမကောင်းပါဘူးတဲ့ရေအိမ်တွေတိုင်းငါးပက်လုံးလို့သေးတောင်ပေါက်မထားရဲဘူးတဲ့ရွှေဘိုသားလည်းကျဉ်နှက်သွားတယ်အများကြီးပဲပြောရင်လင်းအောင်ပြောလို့ရတယ်ထားလိုက်တော့ပြီးခဲ့တဲ့3နှစ်ကတော့ကျွန်တော်ပင်လယ်ဘူးသွားတော့လာတော့ဖြတ်ရတယ်ကားခဏရက်စမ်းမအောင်ကွာစကားလေးတခွန်းရကျွန်တော်ကားပေါ်ဆင်းသွားတယ်ဖိုးကြီးတယောက်လမ်းဘေးမှာလမ်းကျိတ်ဆက်ကြီးတစ်ခုရှိတယ်ရက်ထားတယ်အဲ့ဒါယူကြည့်နေတယ်ကျွန်တော်စကားမရှိစကားရှာသွားမေးတယ်ဦးလေးဘာကြည့်နေတာတော့သူလှည့်ကြည့်ပြီးတော့ဒီလမ်းကျိတ်ဆက်ကြီးကိုကြည့်နေတာပါဗျာလမ်းကျိတ်ဆက်ကဘာများဆန်းလို့လဲဦးလေးရဲ့ဆန်းတယ်ဗျအဲ့ဒီလမ်းကျိတ်ဆက်ကဂီယာဘောက်ကနောက်ကိုလှိမ့်လို့မရဘူးရှေ့ကိုတိုးလို့ပဲရတယ်လို့ပြောကြတယ်အဲ့ဒီဂီယာဘောက်ကိုဖြုတ်ငှားပြီးတော့စဘာစေးမှာတက်ချင်လို့စဘာစေးကနောက်ကြည့်လိမ့်နေတယ်ရှေ့ကိုမတိုးဘူးအဲ့ဒါလှတော်သားပဲကျွန်တော်သဘောကျတယ်ဒါနဲ့ဦးလေးအသက်ဘယ်လောက်ရှိပြီတော့မေးသူကနှလုံးကနန်းတောင်းနေထင်သွားလားမသိပါဘူးဗျာ89ပါဗျာအာလို့လည်းမရပါဘူးတဲ့အဲ့ဒီလူတွေလေအလွတ်ကိုမပေးဘူးကျွန်တော်သူ့ဓာတ်ပုံလေးရိုက်ပြီးတော့ယူလာခဲ့ပါတယ်ဒီเจ้าနေကိုကျွန်တော်ရေးပါတယ်လူရှင်တော်ချစ်စရာဆိုသိရနော်ပူပူလေးအဲ့ဒီမှာသူတို့ဟောပေါ့ policy ကားတကားသွားရိုက်တယ်
သွားရိုက်တော့ဒါရိုက်တာကပြောတယ်ရွာသားတွေကိုရွာသားတွေလည်းပါမှာကိုပါမှာဆိုတော့အေးခင်ဗျားတို့ကျွန်တော်သေသေးချာချာလုပ်ကြနော်ဒါက policy ကပြဒါရိုက်တာပြောတယ်အဲ့တော့ဒါရိုက်တာရဲ့တပည့်ကနေဦးခင်ဗျားတို့က policy ကဆိုတော့သိမှာမဟုတ်ဘူးကျွန်တော်ရှင်းပြအောင်မယ်အဲ့လိုပြောလိုက်တော့လှတော်သားတယောက်ကပြောတယ်မရှင်းပါနဲ့တဲ့သိပါတယ်ဖော်လံဖားတဲ့ကားမို့လားတဲ့ဒါရိုက်တာသူ့တပည့်ငါကင်တုတ်ဟုတ်တယ်ဖော်လံဖားတဲ့ကားအဲ့ဒီမှာချစ်စရာကထမင်းစားရင်းနဲ့သူ့ဖက်နှက်ကလေးပျောက်သွားတယ်ထမင်းစားပြီးထွက်လာတော့ချစ်စရာပြောတယ်ဩကျွန်တော်ဖက်နှက်လေးဒီနားချွတ်ထားတာပျောက်သွားတယ်ဗျအဲ့နမှာလှတော်သားတယောက်ရှိတယ်အဲ့လှတော်သားပြောတယ်ခမည်းဖက်နှက်ပျောက်ရင်တော့ကျွန်တော်တို့လှတော်ကဘယ်သူမှခိုးမှာမဟုတ်ဘူးတဲ့မနှဲလေးပဲခိုးမှာပဲလူရှင်တော်ချစ်စရာသဘောကျလို့ဖက်နှက်တော့မရှာတော့ပါဘူးအဲ့ဒါလေးတွေကိုဗျာကျွန်တော်တို့လေးစားလို့လှတော်သားနဲ့စကားအလင်ကစောက်ကလေးတော့ရေးပါတယ်ချစ်ခင်စရာကောင်းပါတယ်ဟောပြောပွဲသွားရင်းနဲ့ရလေအတွေ့အကြုံကလေးပါပဲ